မင်္ဂလာပါတက္ကရာမှာကြိုဆိုပါတယ်ကျွန်တော်ကတော့တက္ကရာကိုဆိုင်ဖြစ်ပါတယ်အလုပ်ရှာနေတဲ့လူတွေအတွက်အင်တာဗျူးဖြေရတာထပ်ပို့ပြီးရင်တမမဖြေရတဲ့အချိန်ကပဲချိန်တယ်လို့ဆိုရင်အင်တာဗျူးပြီးလို့အကြောင်းပြန်စာကိုစောင့်နေရတဲ့အချိန်ပါပဲစောင့်ရင်နဲ့တပတ်ကြော်သွားတယ်နှစ်ပတ်ထဲရောက်လာတယ်ဖုန်းလည်းမလာဘူးမေးလည်းဝင်မလာဘူးဆိုရင်ငါကြသွားပြီလားဆိုပြီးစိတ်ပြက်အားငယ်သွားတတ်ကြပါတယ်ဒါပေမဲ့အမှန်တကယ်တော့ကုမ္ပဏီတွေမှာ internal process တွေနှောင့်နှေးနေတာဒါမှမဟုတ် HR တွေအလုံးရှုံနေတာမျိုးရှိတတ်ပါတယ်ဒီလိုအချိန်မှာကိုယ့်ဘက်ကဘာမှမလုပ်ပဲထိုင်ဆောင်နေမဲ့အစား professional sensor follow up email တစ်စောင်ပို့လိုက်ခြင်းကအခြေအနေကိုတိယုံတင်မကပဲကိုယ့်ရဲ့အလုပ်ရနိုင်ခြေရခိုင်နှုန်းကိုပါတိုးတက်သွားစေပါတယ်ဒီနေ့ဗီဒီယိုမှာတော့အလုပ်ရှင်ကိုစိတ်မနှောက်ယှက်စေပဲစမတ်ချက်ချနဲ့ email ပို့ပြီးအခြေအနေမင်းမြန်နီးနိုင်ရချက်တွေကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသိရမှာကအချိန်ခါပါ interview ပြီးချင်းနောက်ရက်မှတင်ကျွန်တော်ကိုအကြောင်းပြန်ပါအောင်လို့တော့ပို့လိုက်ရင်ဒါကအရင်လောလုံးပြီးမရိုင်းဆိုင်ပေမဲ့အမြင်မလားပါဘူးအကောင်းဆုံးအချိန်ကတော့ interview တုန်းက HR ကတပတ်အတွင်းအကြောင်းပြန်မယ်လို့ပြောခဲ့ရင်အဲ့ဒီတပတ်ပြည့်လို့နောက်ထပ်တရက်နှစ်ရက်ထိဆောင်ပါပြီးမှပို့ပါအကယ်၍အချိန်အတိအကျမပြောခဲ့ဘူးဆိုရင်တော့ interview ဖြေပြီးအနည်းဆုံး9ရက်ကနေ9ရက်ကြာတဲ့အထိစောက်ပြီးမှပို့တာကအတင်းတော်ဆုံးပါပဲဒါကသူတို့ကိုအလုံးလုံးဖို့အချိန်အလုံးလောက်ပေးထားတယ်ဆိုတော့တဘောကိုပြရရောက်ပါတယ်ဒုတိယချက်ကကျွန်တော် subject line တနည်းအားဖြင့် email ကောင်းစဉ်တွေပဲဖြစ်ပါတယ် HR တွေကတရက်ကို email ပေါင်းရနဲ့ချီပြီးဖတ်နေရတာမလို့ကောင်းစဉ်ကရှင်းလင်းပြတာဖို့အတွက်လိုအပ်ပါတယ်ကောင်းစဉ်မှာ hi လို့ဒါမှမဟုတ်တခြား question တွေကိုပဲရေးထားရင်မဖတ်ပဲကြော်တော့ပါလိမ့်မယ်စမတ်ချက်ကောင်းစဉ်ပုံစံကတော့ကျွန်တော်ကိုရထူးကိုနာမည်နဲ့ follow up ဆိုတဲ့စကားလုံးကိုတောင်းရပါမယ်ဥမာအားဖြင့်ကျွန်တော်အနေနဲ့ကိုရဲ့မိရဲ့နာမည်ပြီးရင်ရှောက်ထားတဲ့ရာထူးနာမည်ဥပမာအားဖြင့်ကျွန်တော် follow up Mintuta digital marketing specialist interview ဆိုပြီးရေးရပါမယ်ဒါက HR တွေက inbox ထဲကိုကြီးလိုက်တာနဲ့ဒီ email ကပါလဲဆိုတာချက်ချင်းသဘောပေါက်သွားမှာပါနောက်ထပ်တစ်ပိုင်းကတော့ကျွန်တော် email ရဲ့ address body ကို smart တတိဆောက်တာဖြစ်ပါတယ်ဒီအချက်၃ချက်ကိုပဲမှတ်ထားပါကျေးဇူးတင်စကားနဲ့စပါလွန်ခဲ့တဲ့ရက်ပိုင်းကိုအချိန်ပေးပြီး interview ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းအရင်ရေးပါ interview ပြီးနောက်ဒီ company မှာလည်းအလုံးလုံးချင်းစိတ်ပိုပြင်းပြတော့ပြီးတော့ကိုယ့်ရဲ့အရေးချင်းကဒီအဖွဲ့အစည်းအတွက်အထောက်အကူပြုနိုင်မယ်လို့ယုံကြည်ကြောင်းခက်တူတူထည့်ပြောပါလက်ရှိဝန်ထမ်းခေါ်ဆိုမှု process ပဲအစင်းရောက်နေပြီလဲကိုကနောက်ထပ်ပေးစရာအချက်လက်ဒါမှမဟုတ် scale ပိုင်းတွေရှိရင်လည်းပေးဖို့အတင်းရှိကြောင်းပြောပြပြီးအဆုံးသတ်ပါလက်တွေ့အသုံးပြုလို့ရအောင်ကျွန်တော်နမူနာလေးနဲ့ပြောပြပေးတော့ပါမယ်လေးစားအပ်ပါတော့လူချင်းမင်းခင်ဗျာလွန်ခဲ့တဲ့တစ်ပတ်ကရာထူးအမိအတွက် interview ခွင့်ရရှိခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကုမ္ပဏီရဲ့ရည်မှန်းချက်အကြောင်းကြားသိရပြီးတဲ့နောက်ဒီအလုပ်အပေါ်ကျွန်တော်အနေနဲ့ပူပြီးစိတ်အားထက်သန်မိပါတယ်လက်ရှိဝန်ထမ်းရွေးချယ်မှုလုပ်ငန်းစဉ်ရဲ့နောက်ဆုံးအခြေအနေလေးကိုတီးခွင့်ရမလားလို့လမ်းမေးချင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘက်ကထပ်မံလိုအပ်တဲ့အချက်လက်လေးတွေရှိရင်လည်းအချိန်မီတောင်းဆိုနိုင်ပါတယ်ခင်ဗျာဒီစာကြောင်းမှာအနည်းချုပ်ရရင်ကျွန်တော်ဒီ follow up email ပို့တာဟာအလုပ်ရှင်တွေကိုဒုက္ခပေးတာမဟုတ်ပါဘူးကိုယ့်ဘက်ကဘလောက် professional ဆန်လဲဒီအလုပ်ကိုတကယ်လိုချင်လားဆိုတဲ့တက်တီကိုပြသရရောက်ပါတယ်email ပို့ပြီးလို့မှလုံးဝအကြောင်းမပြတ်လာဘူးဆိုရင်တော့စိတ်မပြတ်ပါနဲ့နောက်ထပ်အခွင့်အလမ်းကောင်းတွေအတွက်ဆက်ပြီးတော့ရှောက်လန်းဖို့အတွက်ပြင်ဆင်ထားပါဒီဗီဒီယိုလေးကတဲ့အတွက်အသုံးဝင်နေဆိုရင်ကျွန်တော် channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အောင်အားလုံးပဲစမတ်ချက်နဲ့အလုပ် interview တွေအောင်မြင်ပြီးအလုပ်ကင်ကောင်းတွေရကြပါစေနောက်ဗီဒီယိုမှာလည်းပြန်ပြီးတော့တွေ့ကြပါခင်ဗျာ